ရှင်မတရားမလို့လေရှင်မတရားလို့လေဘယ်လိုရှာနေကြတာကလေးတွေရှိဘလို့လဲဖြစ်နေကြတာတော့ ဒီမှာရှင်မမြင်ဘူးလားခလေးလက်ဖွဲ့ငင်လာလို့နေရလေကျမတို့ကုန်ကြခဏကျမတို့ရတင်တာပေါ့ ကျမလည်းတားရှင်မဲလေကျမရတင်တာပေါ့ ပိတ်ငါဟာ ကဲပါလူနေကြသမ်းပါနဲ့ဒီလက်ဖွဲ့ငွေကဘသူဟာမှမဟုတ်ဘူးကလေးတွေအတွက်ပဲမင်းလည်းကွာမင်းကလေးဆိုတာတက်တက်မှာတစ်ခါပဲမင်္ဂလာဆောင်ရတာလေကွာငါတို့သမီးလေးမျက်နှာမငယ်ရအောင်တို့ကအကုန်ကြခံပြီးတော့ဆောင်ပေးထားတာလေကွာပြီးတော့ဒီငွေဆိုတာလေတို့အနေနဲ့ဘာမှမပြောပါတော့ပါဘူးကွာမင်းကလည်း အဲ့ဆိုလေကျမတို့ပဲပေးလိုက်လေကျမတို့ကမောင်တယောက်လုံးပေးထားရတာ ကဲထားလိုက်ပါတော့အမေရဲ့ပေးလိုက်ပါတော့ညောင်မနဲ့ရောက်ခမလည်းဒီငွေတွေကိုယူသွားနော်အဆင်ပြေတဲ့နေရာမှာတော့လိုအပ်တဲ့နေရာမှာတော့တမျိုးလည်းကုသိုလ်ရတာပေါ့ မလေးအစကလေးနဲ့အစ်စ်ပေးလိုက်ပြီးရောလေတော့ရှင်နေသေးတယ်လာတော့မယ်သူ ဖေနဲ့မေကျွန်တော်အမနဲ့အမေကိုစားကျွန်တော်ပဲတောင်းမှမှာရနော် ရပါတယ်ကွယ်ဖေတို့ကလည်းတမက်ဆိုပေမဲ့လို့တားလို့သဘောထားတာပါကွယ်ဖေတို့မှာဥစ္စာဒနာပြည့်စုံပြီးသားအဖေတို့လိုချင်တာကရိုးသားမှုပဲဒါရိုးလဲရိုးသားတယ်ကြိုးလဲကြိုးစားတယ်ဒါကြောင့်သမီးလေးနဲ့ပေးစားတာပေါ့ကွယ်အဓိကလိုချင်တာကသမီးလေးကဆိုးတယ်လေအဲ့ကြတော့သမီးလေးဆိုးတာနှွဲတာရှိခဲ့တယ်တာသိခံပေးပါလို့ပြောချင်ပါတယ်ကွယ်နော် ဟုတ်ကဲ့ပါဖေတာဂတိပေးပါတယ် ဝမ်းသာတယ်ကွာဟာဝမ်းသာတယ်ကဲဝမ်းသာတဲ့ထိမ့်မှတ်နေနဲ့ဟောဒီမယ်ဖေတို့မေတို့ကသားတို့သမီးတို့အတွက်လက်ဖွဲ့ဗျာ ဒါကဘာကြီးလဲအဖေ ။အိုးသားတို့သမီးတို့နေဖို့တိုက်တလုံးလေ တိုက်တလုံး ။ဟုတ်တယ်။ဒါတွေမပြီးသေးဘူး။မိမဟိုတာကကားတစ်စီး။ကဲသားတို့သမီးတို့လည်းမင်္ဂလာပွဲမှာအခမ်းရမယ်ပြင်ပန်းနေပြီ။ကဲအနားရတာနော်။မိမကြီးလေးဘက်နာပြန်ထလာပြီနဲ့တူတော့ကွာငါနှိပ်ပေးပါဦးကွာ ရှင်ကတော့ဖြစ်ပြီ ဟဲ့အဖေဘာလို့မလဲမသိဘူးဘာလို့နေပြန်ပြီတော့ ဩဘာရင်းနေချက်ထားတယ်လို့ကြည့်တာပါသမီးရဲ့ ဒါဆိုရင်ဒီဆိုရင်ရ ဝက်ကလီစာစားမလို့ဟုတ်ပါဘူးဟိုနင့်မေ shopping ထွက်တော့လေနည်းနည်းပါးပါးလေးနှိုက်ပြီးတော့မြည်မလားလို့ မလုပ်ပါနဲ့အဖေရဲ့အဖေကျမရလဲကောင်းတာမဟုတ်ပဲနဲ့အစားလေးတစ်လုံးကြောက်တော့နဲ့ယောဂအတိုးမခံပါနဲ့ သမီးရလေဖေရလည်းမတက်တာမှစားကြည့်နေတာဟာ ကဲအဖေတမန်အဖေတွဲဆိုပြီးတော့ရေလာရှိတယ် ဟုတ်လားဘာလေးလဲ ဒါလေးပဲဒါလေဂုံကြီးစစ်တပ်နေထုတ်ထားတဲ့လေးဖက်နာစီးရင်နဲ့စီးပြားဖေရဲ့သူကလေပူးလေးဖက်နာသွေးလေးဖက်နာအရေပြားလေးဖက်နာနဲ့ယူရစ်အက်ဆစ်ပိုလို့ဖြစ်တဲ့ခေါက်ယောဂါတွေနဲ့အဆစ်မြစ်ရောင်ရမ်းကြိုက်ခဲတာတွေကိုတက်တာစေတယ်ဖေရဲ့ အော်ကြီးပေါင်ယောဂအတွက်လည်းဘေးထွက်ဆိုကြလုံးဝမရှိဘဲနဲ့တောက်သုံးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြလိုက်မယ်လေယောက်ျား ဟုတ်တယ်အဖေသမီးပြောသလိုပဲ ကျေးဇူးတင်လိုက်ကွာဒါတဲ့ဒီဆေးကဘယ်လိုတော့ရတော့ အော်ဒီစီးယူကြတော့လက်ဖက်ရည်စွန်း5စွန်းတစ်နေ့ကို3ချန်နဲ့4ချိန်ချတောက်လို့ရတယ်ဒီဆေးပြားကြောင့်မနဲ့နဲ့ပြားညံ့နဲ့ပြားဆိုရပြီဖေရဲ့ ဟောကျေးဇူးတင်တောင်သားရဲ့ဟိုဒါတဲ့ဒီဆေးကုန်သွားလို့ဟိုဝယ်ဘယ်ဟိုသွားဝယ်ရမလဲ အော်ဖေကလည်းဝယ်ပို့ပြီးမှာပေါ့ ။အော်ဒါနဲ့သမားတော်နဲ့ပြချင်တယ်ဆိုလို့ရှိရင်အဖေအမတ်စမြင်ဆွဲမြင်ဆောင်နဲ့တာယာကုန်းလနတ်တာကုန်းရဲ့ကွယ်အင်းစိန်ရန်ကုန်မြို့မှာရှိတဲ့အဖေရဲ့ ဟောမိမလည်းလုတ်ပြန်ပြီအဖေကငါတို့ကိုယ်တိုင်းပဲလိုက်ပို့ပေးမှာဟုတ်ပြီလား ဘာလဲသမီးကလိပ်စာတွေပြောနေလို့ကိုယ်တိုင်လိုက်မပို့ချင်ဘူးလား အဲ့လိုမဟုတ်ပါဘူးအဖေကလည်း မေမေ အဲ့ဟိုကောင်နာစောငါနဲ့တွေ့မှာဟဲ့မက်တာဟာ အော်ကြီးကျင်နဲ့ဘယ်သူများလဲလို့မင်းနဲ့မကိုကျွန်တော်စီလာလဲရလား လာလေတာမဟုတ်ဘူးဟဲ့နင်တို့လင်များစီမှာပေါက်ချလာစောက်တာ ပေါချဆုပ်ချင်လို့ဘာများပါလေ ဟဲ့နင့်ကိုလေတထဲသမီးနဲ့ရလို့လက်ဖွဲ့ငွေအများကြီးရမှမှတ်တာအခုတော့350တောင်မပြည့်ဘူးထွေး ဟောအမရဲ့အဲ့လိုမပြောပါနဲ့မင်္ဂလာဆောင်တော့ကလည်းသူတို့ပဲကုန်ကြခံထားရလေအခုကလည်းရင်းနှီးတဲ့သူတော့ပဲလာတာလက်ဖွဲ့ငွေအဲ့လောက်ရတာနဲ့တင်တော်တော့ပါပြီမကလည်း ဟိုဘာမှမကြားချင်ဘူးနင့်မှာလက်ဖွဲ့ငွေတွေပြင်ဘာရတာရှိသေးလဲငါလိုချင်တယ်အမေတို့လိုချင်တယ်မလားယင် လို့ချင်းနဲ့ ငါတို့သားမျိုးပေး မနဲ့မေတို့လောဘကြီးတော်ကြပါတော့ကျွန်တော်လူပြဖို့အောင်ကလည်းမင်းနဲ့မအောင်အများကြီးလုံကျိတ်ခဲ့ပြီးပြီလေအခုကျွန်တော်အိမ်ထောင်တယ်ဘွားရောက်နေပြီအမေကတူတူလေးလုံးလုံးမရတော့ဘူးမေရဲ့အမရဲ့ဘီဘီလေးလုံးလုံးမရတော့မော အော်အမေမိမရပြီဆိုဒီလေတန်းထွက်နေပြီပေါ့မကြောက်တစ်ထဲချင်းမိဘကိုပေးချင်ကြားကိုလေစားမိဘကိုပေးထားမရအောင်တုံးကချစ်မိဘကိုကြုံရပြက်အဲ့လိုနဲ့ဖြစ်နေပြီ အမင်းနဲ့အမလည်းရောက်နေကြတာပဲယောက်ျားကလည်းဘာလို့ပြင်မှာစကားတွေမုတ်တုမတက်နဲ့ပြောနေရတော့အထင်းမှာစကားပြောလဲရတဲ့ဟာခင်းနေလဲချက်တာအတော်ပဲတမင်တခါလေးဝင်စားခဲ့လိုက်တော့ခေါ်လေဘာလို့ညာတော့မင်းအားမနေရလားလာတော့တမင်လည်းဆိုတခါလေးအတူစားအောင်လား
အမအားမနာနဲ့နော်အမေကြည့်ရလဲအားနာနေတဲ့ရုံနဲ့ကဲလာထိုင်ပါအောင်ရောက်တော့ရောက်ခိုင်တမျိုးနဲ့နေနေစားတခါလေးစားပါနော် တော်ပါပြီမစားတော့ပါဘူး ကဲပါဒီမှာခဏထိုင်ဆောင်လိုက်နေနေစားတခါလေးသွားပြင်လိုက်တော့မယ် အမေသမင်းစားရအောင်လို့ခေါ်နေရမလားလာလေးသမင်းစားရအောင် စားဘူးဆိုမစားဘူးဟဲ့စားဘူး အမေဒီကတထေးဆိုတော့လေဟင်းကောင်းပါပဲသူတို့နောက်တစ်ခါထပ်ခေါ်လို့ရှင်တမျိုးဝင်စားလိုက်ကြတယ် အေးတော်ပဲမလို့ပြီးစားနေတယ် အမေ ဘယ်လာပြီ အမေပြန်တော့လို့လားဖြည်းဖြည်းနော် ဒါမှအားမနော်မပြန်ဆုံးမယ်လေနော်တသားဒီဆိုင်ကြအောင်နော်